မင်္ဂလာပါကျွန်တော်ကိုခိုင်သိမ်းပါဒီနေ့မိတ်ဆွေတို့ကိုအင်ချမ်းမြေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပြောချင်တဲ့စကားလေးရှိပါတယ်ဒါကတော့ဘာလဲဆိုလို့ရှိရင်အင်ချမ်းမြေလုပ်ငန်းမှာမဝယ်လိုက်ရလို့ရတဲ့နောင်ရာရှိတယ်ဝယ်လိုက်ရလို့ရတဲ့နောင်ရာရှိတယ်ပြီးရင်ပိုက်ဘောမိတယ်ဆိုတဲ့စကားလေးရှိပါတယ်အဲ့ဒီမှာပိုက်ဘောမိတဲ့အကြောင်းလေးကိုနည်းငယ်ပြောပြပြီးမှဖြစ်ပါတယ်ပိုက်ဘောမိတဲ့အကြောင်းကတော့ဘယ်လိုလဲဆိုရင်ဒီမြေကွက်နဲ့ပတ်သက်ပြီးခရံကရုံဖြစ်တဲ့ကိစ္စတွေရှိတယ်ပြီးရင်အရှုပ်ရှင်းမခိုင်မာတာတွေရှိတယ်ပြီးရင်မြေကွက်ကရေဝစ်ပြီးတော့လူကြိုက်နေသွားတာတွေရှိတယ်ပြီးရင်ဖာရှိတဲ့ခင်လောလမ်းဦးရက်ဖြစ်နေကြတာတွေရှိပါတယ်ဒါတွေဆိုလို့ရှိရင်ကိုကဝယ်ထားပြီးပိုက်ပုံးလေးတဲ့ပုံစံမျိုးဖြစ်တတ်ပါတယ်ဒါမျိုးတွေမဖြစ်ရအောင်ပေါ့နော်ငွေခင်ကတည်းကကြိုတင်စဉ်းစားပါကြိုတင်လေ့လာထားပါဒီမြေကွက်နဲ့ပတ်သက်ပြီးပေါ့နော်ကိုတကယ်စိတ်ဝင်စားပြီးဆိုရင်အချိန်ချင်းခါပတ်ဝန်းကျင်ကိုလေ့လာပါအချိန်ချင်းခါဒီမြေခွန်းနဲ့ပတ်သက်ပြီးတော့စူးစမ်းကြည့်ပါဒါမှသာကိုကမြေခွက်တစ်ခွက်ကိုပိုက်ပေါ်မိတဲ့ရန်နေပြီးတော့ကင်းဝေးမှာဖြစ်ပါတယ်ဒါလေးကိုသိအောင်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်